别差你。ကျမတို့အခုသွားမယ်အိမ်လေးဆောင်ဟုတ်လား အေးလေ အဲ့တော့ဘာမှမဟုတ်လား ဒီဘယ်ထားမိမှမသိဘူးကွာ ကိုကန်ကောင်းရင်ရှယ်လည်းမေးတယ်ကျမပေးထားပါလား ဒီမင်းကိုပေးဖို့ငါမိတ်တာ သိလိုက်တော့အလွတ်လည်းမရဘူးလား ဘာပဲရမှာလဲမှတ်ထားဖို့အုံတော့ကအသက်ကြီးလို့ဆို စင်ကျင်တော့ပါပဲအဲ့ဒါလည်းဘလို့သွားမလဲ ပြန်လို့တော့မဖြစ်ဘူးသွားမယ်လို့ငါပြောပြီးပြီတေချာကြာနာဝတ်ထားသွားမှာကောင်းသူတို့ကမျောနေမှာ ပြောရင်လည်းလိမ့်စာမသိဘူးဘလို့သွားမလဲကျမလော်ပီကိုင်းနဲ့ရှောက်အောင်မရမလားဘယ်နားမှလဲလို့ တို့ဒီနားမှာအဲ့လိုဒီနားမှာဒီလိုဒီမှာခဏဆောင် ဒီနားကဘလို့ဆောင်လဲရှယ်ရေးကျမဘိုက်မှာအားမလားနေဘူးကျဲတဲ့ကြီးတဲ့မှာ ခဲအဲ့ဒါဆိုလည်းနေဟိုမှာစားတော့အဲ့ဒီဆိုင်မှာမင်းတို့သားပြီးခဏဆောင်ငါစုံစမ်းပြီးတော့ပြန်လာကုန်လာလာလာပါဟာငါလိုက်အပ်ပေးပါ သိချင်တာပါအလူအိမ်မရှိဘူးလားအလူအိမ် ခင်ဗျားတို့ကအတွေ့လှည့်စားတဲ့လူတွေလား ပေါ့ရဗျာအလူအိမ်ကိုလာတာဒီနားမှာရှာရင်းနဲ့အလူအိမ်ရေးတဲ့လိမ့်စာစားပဲပျောက်သွားတယ်အဲ့မြသိလာလို့ ကျွန်တော်တော့မသိဘူးညာ အဲ့ဆိုလေတစ်စိတ်လောက်ကူညီတာ ဘာကူညီရမလဲ ကျွန်တော်မိမနဲ့ကျွန်တော်ကလေးကိုဒီဆိုင်မှာခဏထားခဲ့မယ်ကျွန်တော်အလူအိမ်လက်ပတ်ရှာလိုက်ပြီးပြန်လာကုန်မယ်လေ ရပါတယ်ရပါတယ် နေဟိုတလက်စားတဲ့နဲ့နောက်တစ်ခုလောက်ကူညီနေပါဦးလား ဘာကူညီရလဲခင်ဗျာ ကျွန်တော်အိမ်ကပတ်စံတပြားမှမပါမလားအဲ့ကျွန်တော်ဟိုတရားလောက်ရ ဗျာ ကျွန်တော်မိမနဲ့ကလေးထားခဲ့ပြီးတော့ဒီဘောပင်လေးဗျာဒါအင်္ဂလန်လာတာဗျာ450လောက်ကြာတရားပြန်ပေးမယ်ပတ်စံမှာကြိုင်းဖြစ်လို့ပြန်လှည့်ရှာပြီးပြန်လာခဲ့နော် ရပါတယ်ခင်ဗျားမိမဟောထားခဲ့မယ်ခင်ဗျားလည်းဘောပင်ထားခဲ့တယ်ဆိုတော့ရပါတယ် မကြောက်ဘူးနေဟုတ်နေဒီပါပြန်ပြီး ဒီပါရှင်မြန်တော့ပြန်လာ ဒီ မယ် ပါဒါဆိုတော့နေကြည့်ပိုင်ခလေး